Hi ကျွန်တော်ရဲ့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့လုံးဝမထင်ထားတဲ့လုံးဝမယုံကြည်နိုင်စရာကောင်းတဲ့ခေါင်းစဉ်တစ်ခုအကြောင်းပြောပြဖို့ရောက်ရှိလာပါပြီမြန်မာနိုင်ငံမှာ Ferrari ကားပိုင်ရှင်တွေတကယ်ရှိနေတာလားဘလို့လူတွေကဒီလိုကားတွေကိုပိုင်ဆိုင်ပြီးဘလို့ခက်ခဲတွေနဲ့ရင်ဆိုင်နေရလဲဒီနေ့ကျွန်တော်တို့မြန်မာ Ferrari Collector Community ရဲ့လျှို့ဝှက်ကဘာတွေကိုအတူတူထိုးဖောက်ဝင်ရောက်ကြည့်ရအောင်ပထမဆုံးအနေနဲ့မြန်မာပြည်မှာ Ferrari ကားတစ်စီးပိုင်ဆိုင်နေဆိုတာရိုးရိုးကားတစ်စီးပိုင်ဆိုင်တာထက်အများကြီးပိုပါတယ်။ဒါဟာယူသွလောက်အောင်စိတ်အားထက်သန်မှုကြီးမားတဲ့စိန်ခေါ်မှုတစ်ခုအိမ်မက်တစ်ခုပြီးတော့အမြင်မတူတဲ့လူမှုအတိုင်းဝိုင်းတစ်ခုပါဒီကားတွေကဘယ်ကနေရောက်လာတာလဲဆိုတော့အများစုကတော့ပြည်ပကနေတရားဝင်ရောတရားမဝင်ရောနီလန်မျိုးစုံနဲ့ဝင်ရောက်လာတာပါအကောက်ခွန်တွေကလည်းမိုးထီအောင်မြင့်မားတာကြောင့်ကားရဲ့တန်ဖိုးထက်အဆပေါင်းများစွာပိုပေးရတာတွေရှိပါတယ်ဥပမာဒေါ်လာ9အသိန်းတန် Ferrari တစ်စီးဆိုရင်မြန်မာပြည်ရောက်ရင်ဒေါ်လာ10သိန်း15သိန်းလောက်အထိကုန်ကျနိုင်ပါတယ်။ဒါဟာပထမဆုံးအံ့အားသင့်စရာအချက်ပါ။ဒီလိုမျိုးဈေးအဆောင်တန်ပေးပြီးဝယ်ယူတဲ့သူတွေဟာတကယ်ကိုကားပေါ်ထားတဲ့စိတ်ကူးစိတ်သန်းတွေကြီးမားလွန်းသူတွေပါ။ဒုတိယအချက်ကတော့ဒီလိုကားတွေကိုဘသူတွေကပိုင်ဆိုင်ကြလဲဆိုတာပါပဲသူတို့ဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးသမားတွေနာမည်ကြီးအမှုပညာရှင်တွေဒါမှမဟုတ်လုပ်ငန်းရှင်ကြီးတွေဖြစ်ကြပါတယ်အံ့အားသင့်စရာကောင်းတာကတော့အများစုကသူတို့ရဲ့ Ferrari တွေကိုလူသိရှင်ကြားမပြတတ်ကြပါဘူးဘာလို့လဲဆိုတော့မြန်မာလူဖွဲ့စည်းရဲ့အခြေအနေအရလုံခြုံရေးအရရောလူအများရဲ့အမြင်အရရောအာယုံဆိုင်မှုတွေကိုရှောင်ရှားခြင်းလိုပါဒီလိုမျိုးစိန်ခံကားတွေကိုလူအမြင်ကွင်းမှာမမြင်ရတာဟာဒီအတိုင်းဝိုင်းရဲ့လျှို့ဝှက်စမ်းကြယ်မှသူ့ကိုပိုပြီးမြင့်တင်ပေးပါတယ်ဒါပေမဲ့သူတို့မှာသူတို့ရဲ့ကိုယ်ပိုင်အတိုင်းဝိုင်းရှိပါတယ်လျှို့ဝှက်အဖွဲ့တွေလျှို့ဝှက်တွေ့ဆုံပွဲတွေလုပ်ကြပါတယ်ဒီအဖွဲ့ဝင်တွေကကိုယ့်ချင်းချင်းကူညီကြအသိပညာတွေဖလှယ်ကြပြီးသူတို့ရဲ့ကားတွေကိုဂရုတစိုက်ထိန်းသိမ်းကြပါတယ်တချို့ဆိုရင်သူတို့ရဲ့ကားတွေကိုလျှို့ဝှက်ကိုတောင်ကြီးတွေထဲမှာတင်စီထားပြီးလုံခြုံရေးအပြည့်နဲ့စောင့်ရှောက်ထားကြတာပါတတိယအချက်ကတော့ပြုပြင်ထိန်းသိမ်းမှုနဲ့အပိုပစ္စည်းတွေရရှိမှုပါမြန်မာပြည်မှာ Ferrari ရဲ့တရားဝင် Service Center မရှိပါဘူးဒါဆိုသူတို့ဘယ်လိုလုပ်ကြလဲတချို့ကထိုင်းစင်ကာပူလိုနိုင်ငံတွေကိုကားပို့ပြီးပြင်ကြတယ်ကားတစ်စီးပြင်ဖို့အတွက်လေယာဉ်နဲ့ပို့ရတာမျိုးတွေတောင်ရှိခဲ့ဘူးပါတယ်ဒါဟာတကယ်ကိုကုန်ကျစရိတ်ကြီးမားပြီးအချိန်ကြာမြင့်တဲ့လုပ်ငန်းစဉ်ပါတချို့ကတော့ကျွမ်းကျင်တဲ့မြန်မာမက်ခနစ်ခတွေကိုပြည်ပကနေသင်တန်းပေးခေါ်ယူပြီးကိုယ်ပိုင် service facility တွေတိစောက်ကြတယ်အပိုပစ္စည်းတွေကလည်းပြည်ပကနေမှာယူရတာဖြစ်လို့အချိန်ကြာမြင့်ပြီးဈေးကြီးပါတယ်ဒါဟာတကယ်ကိုစိတ်ရှည်သည်းခံမှုနဲ့ငွေကြေးအင်အားအများကြီးလိုအပ်တဲ့ဝါသနာတစ်ခုပါမြန်မာလမ်းတွေကလည်း Ferrari လိုကားမျိုးတွေမောင်းနှင်ဖို့တိတ်အဆင်မပြေပါဘူးဒါပေမဲ့သူတို့ကမြို့ပြင်ကကောင်းမွန်တဲ့လမ်းပိုင်းတွေမှာဒါမှမဟုတ်ပုဂ္ဂလိက race track လိုမျိုးနေရာတွေမှာတွားရောက်မောင်းနှင်ကြပါတယ်ဥပမာနေပြည်တော်လိုလမ်းကျယ်တွေမှာသူတို့ရဲ့ကားစွမ်းစတွေကိုထုတ်ပြကြတာမျိုးတွေလည်းရှိပါတယ်ဒီအတိုင်းဝိုင်းထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ကားတွေရဲ့ model အစုံလင်ကိုတွေ့မြင်ရတာပါပဲ classic Ferrari တွေကနေနောက်ဆုံးပေါ် hybrid model တွေအထိစုဆောင်းထားကြသူတွေရှိပါတယ်တချို့ဆိုရင် Ferrari 40လိုမျိုးကမ္ဘာပေါ်မှာရှားပါပြီးတန်ဖိုးအလွန်ကြီးတဲ့ model တွေကိုတောင်မြန်မာပြည်မှာပိုင်ဆိုင်ထားကြတယ်ဆိုတဲ့ကောလာဟာလတွေတောင်ကြားဘူးပါတယ်ဒါဟာတကယ်ကိုကားချစ်သူတွေအတွက်အိမ်မက်တစ်ခုပါပဲသူတို့ဟာကားမောင်းရတာကိုသဘောကျရုံတင်မကပဲကားရဲ့သမိုင်းကြောင်းဒီဇိုင်းတသနာနည်းပညာစံတင်မှုတွေကိုပါစိတ်ဝင်စားလေ့လာပြီးအချင်းချင်းဆွေးနွေးဖလှယ်ကြပါတယ်ဒါဟာရိုးရိုးပတ်စံပြတာမျိုးမဟုတ်ပဲစိတ်သက်ခွန်အားနဲ့ဝါသနာရဲ့အမြင့်ဆုံးအဆင့်ကိုပြသတာပါပဲဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မြန်မာပြည်က Ferrari Collector တွေအပေါ်သင့်အမြင်ဘယ်လိုပြောင်းလဲသွားလဲသူတို့ဟာရိုးရိုးကားပိုင်ရှင်တွေမဟုတ်ပဲကားလောကရဲ့လျှို့ဝှက်ပြီးစိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ကဘာတစ်ခုကိုကိုစားပြုနေတာပါအိမ်မက်တစ်ခုကိုအကောင့်ထဲပေါ်ဖို့ဝါသနာတစ်ခုကိုအကောင့်ထဲပေါ်ဖို့ဘလောက်တောင်စူးစမ်းရလဲဆိုတာကိုလည်းဒီဗီဒီယိုကနေတဆင့်သင်သိရှိသွားပြီလို့ထင်ပါတယ် Ferrari ကားတစ်စီးဆိုတာမြန်မာပြည်မှာကားသက်မဟုတ်ပါဘူးဒါဟာအဆင့်တန်းတစ်ခုစိတ်အားထက်သန်မှုတစ်ခုပြီးတော့လျှို့ဝှက်စမ်းကြယ်တဲ့အတိုင်းဝိုင်းတစ်ခုပါတင်ရော Ferrari ကားတစ်စီးပိုင်ဆိုင်ဖို့အိမ်မက်ဖူးလားတင်းရဲ့အမြင်တွေကို comment မှာရေးသားခဲ့ဖို့မမေ့ပါနဲ့ဦးနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်စီယာ